ဒီကွာတားရွေးနက်ကလုံးပိုင်ရတယ်လုံးဝပြတ်သွားတယ်ပေါ့ဒီပစ်ဆိုင်ရွေးအဲ့ဒီပြင်ဘရိတ်ကဘာဖြစ်သွားလဲဆိုပါဝါပြောင်းသွားတယ်ဘရိတ်ပါဝါပြောင်းသွားတဲ့အတွက်ကြောင့်မရလိုက်ဘူးအပူကလည်းမထင်ရဘူးရှစ်ပူထွက်သွားတယ်ပေါ့နော်စိတ်မကောင်းဆိုကြည့်တော့ဘာဖြစ်နေရတော့တစ်ခုပြီးတစ်ခုလွဲနေရဘူးနော်ကိုကဒါလေးမှန်လိုက်ပြီဆိုနောက်နေ့ကျဒါလေးလိုက်ရမယ်လို့စိတ်ကူးထားတာပြီးတော့ပြတ်တာပဲအရန်နေဖြစ်နေတော့ထားမယ်ကြီးပေါ့နေပေါ့နော်အခုညနေမှာကျွန်တော်တို့နေဖြစ်တာတော့ကစားရမယ်ဆိုတော့တုံရခုံဝါချင်းတခုရှိတယ်ငါတုံဝါချင်းတခုရှိတယ်ချိန်တစ်ခုအပြီးပဲဝါချင်းတစ်ခုအပြီးပေါက်ပဲလမ်းကြောင်းပေါ့နော်အပင်ကတော့တုံရခုံဝါချင်းကအပင်ကတော့6ပင်လောက်ဆက်ရှိနေပြီငါတုံဝါချင်းကတော့4-5ပင်လောက်ရှိနေပြီပေါ့နော်ဒီတစ်ခုမပြည့်ဖို့ပဲရေးကြည့်ရကျုပ်ကတော့ခဏနေအများကြီးမထုတ်ရှင်တော့ဝါချင်းတစ်ခုထွက်လာရင်တော့ခဏ၄ဝက်ရတယ်ပေါ့နော်ခွန်းသုံးတစ်ခွက်ထဲကိုတော့ခဏလို့ကစားပါဗျာဘာလို့ဆိုတော့အမှားပြီးတော့ခဏအများကြီးပေးရဆိုရင်ခင်ဗျားတို့ကကျုပ်ကိုယုံကြည်ပြီးတော့ကစားတာဖြစ်တဲ့အတွက်ကြောင့်ရင်းနှီးမှုပိုများနိုင်တယ်ဒီတော့တစ်ခွက်ကောင်းလေးမိသွားတယ်ခင်ဗျားတို့ဖြစ်သိနိုင်တယ်ပေါ့နော်ခွန်းသုံးတစ်ခွက်ထဲပဲချီကြဲတဲ့တိတ်ပြောချင်တော့ကျွန်တော်မာနာတရားတွေအကုန်လုံးခွာချထားတယ်တည်ညာလွဲနေရပါတော့ဒီဘက်မှာဆိုတော့အခုမကြော်တခုတည်းပဲတွက်ရှိကြက်ခဲ့တယ်နေတိုက်တွေကတော့လွယ်ပြီးလွယ်နေမယ်အဲ့ဒီမှာကြာတာပေးတောက်ကြဆိုပြီးတော့ကျွန်တော်၄ခွက်ပေးထားတယ်ပေါ့နော်မနက်ကအဲ့၄ခွက်တည်းကခွင်9လို့ခွင်9လို့ကောင်းတယ်အခုတည်းခွင်9ခွင်3တွေကနေပြီးတော့ခွင်3တစ်ခွက်တည်းကိုပဲကျိုးကရွေးရှက်လိုက်တာအတေးကြကဲပေါက်ကလေးကစားချင်တဲ့ကစားပေါ့နော်ကစားချင်တဲ့နေ့ပါမိမိစိတ်ကိုမိမဲ့ပိုင်ပါတယ်ကျုပ်ကတော့မနာရီအကုန်လုံးခွာချထားပါဒီအားလုံးတက်တက်ဖတ်ပဲစီးပါ